ဒါပါတနေ့ကကောင်မလေးတယောက်ရဲ့တနေ့တာလေးကိုတိကျပြောမှာဖြစ်ပါတယ်ပြီးတော့လေကျန်တဲ့တော့လိုက်စားလေးလုပ်ပြီးတော့ဘေးနားခေါ်လို့လေးတီးဖို့မင်းနဲ့လား let's go ခါခူတီအဲ့ရတော့နိုးလာပြီပဲအတင်းနဲ့တနေ့လာနေဆိုတော့ကြောက်ဖွင့်တာပဲငါចောင်းတော့မှရမယ်ကြောက်တော့မကြည့်စင်လာဘူးကဲចောင်းတော့မယ်ရေတော့ရေမှုချိုးရမယ်ရေချိုးပြီးရင်အင်ဂျီဝစားလဲရမယ်ရေချိုးလိုက်ပါမယ်လာရေလေးချိုးလို့ခေါ်လိုက်တာစပယ်ရေရောင်ဆိုးတာလာပါနော်ကဲအင်ဂျီဝစားလဲရမယ်ကဲအင်ဂျီဝစားလဲပွားဆိုတော့မနေ့တော့စားရမယ်ကဲမနေ့ကလေးစားလေးပါဦးမယ်မလီငါမေသားကလေးဟင်းလေးကောင်းလိုက်တာဟိုနူးညံ့ပြီးအစ်စံနေပဲကဲစားလို့ပြီးသွားဆိုငါကြောင်းသွားတော့မယ်အိမ်တကားတော့ခက်မှရမယ်တခုရကြောင်းရမဟုတ်ဘူးကဲတော့လာစပိန်နဲ့ပဲစီးပြီးတော့ကောင်းမလားကားနဲ့စားရကောင်းမလားမနေ့တော့ကြကားနဲ့တော့မနေ့စပိန်နဲ့တော့လိုက်မယ်စပိန်နဲ့တော့လိုက်တော့ကမှုမေးရအဲ့တော့ကမှုခဏမေးတာကလောကဲတော့လိုက်ခတ်ပြီးသွားဆိုငါတော့ရောက်ပဲရှိတော့တယ်တက်တော့မယ်စပိစီယာချက်တော့တက်တာငါ့ကိုလိုက်ပြန်နေဟိုကောင်မအောင်ငါလက်ချရှေ့ပေးလိုက်အောင်ကောင်မောင်ရှင်းဆိုတော့ကောင်လားကောင်မအောင်ဒီကောင်လားစားလုံးကျောင်းမှာ6တရားရှိပြောကားလေးတင်မှာကားတော့ဖြစ်တယ်ဟဲ့မနေ့ကား10ကားလောက်စီလိုက်စပိတ်ပြောတာနေ့တော့ကျောင်းလေး10ရက်ပိတ်တာငါမှကားနဲ့ပတ်လိုက်ရမှာပြောပဲတကယ်တော့မဟုတ်ပါဘူးရှင်စကားအဖြစ်ပြောတာပါကဲတော့ကျောင်းရောက်ရင်တော့ငါတို့ဆရာများတို့ဆိုလူလေးခဏချပေးနေတာဟိုကောင်မလေးဘာလို့နောက်ကျနေစိုးရပါဆရာရဲ့လမ်းမလေးဟိုအဲ့ရထားနောက်ကျနေလို့ပါအေးတော်တလားကောင်မမီကျော်ဆိုကောင်မကြည့်လို့မရလာလို့စပြအပန်းရအောင်ကိုကွဲနဲ့ကြည့်လို့မရပါဘူးပါလိမ့်လက်ပါနော်ကျောင်းစင်းတော့အခါခေါ်မနိုင်တော့ပြီလားဆက်ချနိုင်ရတော့အဲ့ပဲပြေနောက်ကျနေပြီအိမ်ရမရအောင်မယ်ကောင်းလို့ပြပါအเจ้าဘာဘူးမှမရှိတော့ပါလားငါတရားနဲ့နောက်ကျနေရလားမသိဘူးညာတော့လည်းအေးအပြက်ညာတော့တပတ်လုံးလဲလိုက်ရအောင်မို့ပြီးမှအေးလုံပြီးအိတ်လိုက်ရတော့အเจ้าမှာပါအိတ်ချင်เจ้าမနဲ့ဆရာကြီးပဲရှိတော့တယ်လေတော့မတော့မစပယ်ရမေးကြတယ်တရေကကြောက်ရတယ်ပါဆိုလေဒီရဆိုဟုတ်ကန်းဆိုညပတ်တယ်ဟိုပြတယ်လို့ကြားလာရဲ့အဲ့ဒါမှငါမြင်နေကြည့်ရတယ်မသိချင်ဘူးဒီမြင်မအိပ်ပြအိမ်မြင်ကျေအမကြောက်ကြရအောင်မရှိတော့ဘူးဘယ်ဝင်နေလဲမောင်ကကြောက်မှငါပဲကြက်တော့တယ်ဟာမောင်က
ရောက်ပြီငါ့ရင်နောက်ဆုံးတော့ဒီကရေမိုးလေးပါလေးချိုးကြောက်ညစာလေးပါလေးစားပြီးတော့အိပ်ရုံမရှိတော့ကဲလောဒီကလေးစားလာမယ်ဆိုတာငါအင်ကြီးပဲလဲရအောင်မယ်ဒီအင်ကြီးလဲလဲပွဲဆိုတော့ညစာပဲစားရမယ်စားလိုက်ပါနေရာလည်းတရားနေတာမနေ့တော့မနေ့ဆိုင်ပဲပြန်ကျွေးရပြောချက်ကဲစားလို့လည်းကောင်းလိုက်တော့ငါလိတ်ကလေးပါလေးပိတ်လိုက်ပါကဲအိတ်တော့မဲငါအိတ်ချင်နေပြီဒီနေ့တော့10ရက်လောက်ပြင်မဲနာအိတ်လို့ရအောင်ကဲအိတ်တော့မဲအိမ်မို့တော့ချင်ရအောင်ပြီအိတ်ကြီးလည်းနေကဲမတော်လေးနည်းနည်းတော့လာTôi tung qua rồi ấy rồi. Các bạn phiêu lấy sao chị bây giờ là alo chết tôi mà đấy. Alo mẹ ta.